နေတိုင်းဟိုမိုးကရွာနေအဲ့တော့ကျွန်တော်အခုဘယ်နှနာရီရှိရော6နာရီ15နေကျွန်တော်အိပ်ပြန်နေဆိုတော့အခုကကျွန်တော်အခုရောက်နေတာဟာနိုးစာဝရီတော့ချက်တော့လားအဲ့ဒီရောက်နေတာအဲ့ဒီဘက်ကဘယ်လိုနေထားလဲဆိုတော့တိတာဟော